present perfect နဲ့ present perfect continuous ဒီ tense နှစ်ခုကိုဘယ်လိုခွဲခြားပြီးတော့သုံးရမလဲ tense တစ်ခုကိုစပြီးတော့လေ့လာတဲ့အခါအရင်ဆုံး pattern ကိုအလွတ်ကျက်ပါ present perfect has have plus verb 3 perfect နဲ့ဆုံးရင် verb 3နဲ့ဆုံးနေ present perfect continuous has have plus been plus verb ing continuous နဲ့ဆုံးရင် verb ing နဲ့ဆုံးနေဟုတ်ပြီဒီနှစ်ခုဘာကွာလဲ key concept လေးကိုစပြီးတော့ရှင်းပြပါမယ် present perfect ကိုသုံးရင်အတိတ်ကစလုပ်ခဲ့ပြီးပြစ္ဆုတ်ပံမှာပြီးသွားတာဆက်မလုပ်တော့ဘူးအခုပြီးသွားပြီဆိုတဲ့အတိတ်ပဲပြစ္ဆုတ်ပံနဲ့ဆက်ဆက်နေတယ် present perfect continuous tense ကိုသုံးရင်အတိတ်ကစလုပ်တဲ့ပြစ္ဆုတ်ပံမှာလည်းမပြီးသေးဘူးအနာဂတ်ထိကိုဆက်လုပ်အောင်မယ်ပြစ္ဆုတ်ပံမှာအချိန်အကြာကြီးလုပ်နေကြောင်းကိုညွှန်းဆိုပါတယ် I have cleaned the house ကျွန်တော်အိမ်တန်ရှင်းရေးလုပ်ပြီးသွားပြီအခုအိမ်လေးကတန့်နေတော့ပြစ္ဆုတ်ပံမှာပြီးစီးတာကိုဖော်ပြပါတယ် I have been cleaning the house ကျွန်တော်အိမ်တန်ရှင်းရေးလုပ်နေတာတော်တော်ကြာပြီအခုလည်းလုပ်လို့မပြီးသေးဘူးဆက်လုပ်အောင်မယ်ပြစ္ဆုတ်ပံကာလမှာအချိန်အကြာကြီးလုပ်နေတာကိုညွှန်းဆိုပါတယ်နောက်တစ်ခုသတိထားစရာရှိပါတယ်ဆက်တော့မလုပ်တော့ဘူးဒါပေမဲ့အချိန်အကြာကြီးလုပ်ခဲ့တယ်အဲ့ဒီအငွေသက်ကပြစ္ဆုတ်ပံထိရှိနေအောင်မယ်ဆိုလို့ရှိရင်လေ present perfect continuous tense ကိုသုံးပါတယ်ဥပမာ she has been crying this whole morning သူမဒီတမနက်ခင်းလုံးငိုးနေတယ်အခုငိုသေးလားမငိုတော့ဘူးဒါပေမဲ့မျက်လုံးတွေကရဲနေတယ်မျက်နှာလေးကဖောင်းနေတယ်အချိန်အကြာကြီးငိုခဲ့တယ်ဆိုတဲ့အငွေအသက်ကပြစ္ဆုတ်ပံထိရှိနေပါတယ်ဒါကတော့ present perfect နဲ့ present perfect continuous ရဲ့အခြေခံသဘောတရားကွဲလွဲမှုဖြစ်ပါတယ်ဒါပေမဲ့ဒီလောက်ပဲသိထားရုံနဲ့မလုံလောက်ပါဘူး present perfect tense ကိုရောက်ဖူးလားဖြစ်ဖူးလားစတဲ့ဘဝအတွေ့အကြုံကိုမေးမြန်းလိုတဲ့အခါမှာever နဲ့တွဲပြီးတော့မေးခွန်းပုံစံသုံးပါတယ်အကယ်၍မရောက်ဘူးမဖြစ်ဘူးလို့ပြန်ဖြေခြင်းနဲ့ဆိုရင် never နဲ့ပြန်ဖြေရပါတယ်ဥပမာလေးကိုကြည့်ရအောင် I have lived in Spain present perfect tense ကိုသုံးထားတယ်မေးခွန်းပုံစံပြောင်းမယ် Have you lived in Spain လောက်ဖူးလားဖြစ်ဖူးလားဆိုတဲ့အဓိပ္ပာယ်ကိုပေါ်လွင်အောင်လို့ ever ကိုကြားမှာထည့်မယ် Have you ever lived in Spain ခင်ဗျားစပိန်မှာနေဘူးလား No, I have never lived in Spain. ကျွန်တော်စပိန်မှာမနေဘူးပါဘူး Has she ever been to Paris? သူမ Paris ကိုရောက်ဖူးလား No, she has never been to Paris. သူမ Paris ကိုမရောက်ဖူးပါဘူး Present perfect continuous has of plus been plus verb ing ဒီ tense ကိုပြစ္ဆုတ်ပံရဲ့အချိန်ကြာကြာလုပ်တဲ့ကိစ္စတွေမှာ for since ဆိုတဲ့ preposition နှလုံးနဲ့တွဲသုံးနေရှိပါတယ်သတိထားမှာက stative verb တွေကို verb ing အနေနဲ့သုံးလို့မရှိပါဘူး stative verb ဆိုတာဘာလဲ stative verb ဆိုတာရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကိုဖော်ပြတဲ့ action verb တွေမဟုတ်ပါဘူးဖြစ်တည်မှုအတွေးအမြင်နဲ့စိတ်ခံစားမှုကိုဖော်ပြတဲ့ verb တွေဖြစ်ပါတယ်ဥပမာ know understand like need အစရှိတဲ့ verb တွေကိုဆိုလိုပါတယ်သူကိုသိတာ3နှစ်ရှိပြီအနာဂတ်မှာလည်းဆက်တည်အောင်မှာပဲဆိုပြီးတော့ I have been knowing him for 3 years ဒီလိုပြောရင်မှားပါတယ် I have known him for 3 years present perfect tense ကိုသုံးမှမှန်ပါတယ် know က stative verb ဖြစ်နေလို့ပါ present perfect နဲ့ present perfect continuous ဒီ tense နှစ်ခုကိုချွင်းချက်အနေနဲ့ native speaker တွေ interchange လုပ်ပြီးတော့သုံးတဲ့ verb နှလုံးရှိပါတယ်အဲ့ဒါကတော့ live နဲ့ work I have worked for the company for 4 years ကျွန်တော်ကုမ္ပဏီမှာ4နှစ်လုပ်ပြီးသွားပြီ I have been working for the company for 4 years ကျွန်တော်ဒီကုမ္ပဏီမှာလုပ်နေတာ4နှစ်ရှိပြီပထမဝါကျမှာ present perfect tense ကိုသုံးလိုက်လို့ကျွန်တော်ဒီကုမ္ပဏီမှာလုပ်ပြီးသွားပြီဆက်မလုပ်တော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးဒီဝါကျနှစ်ကြောင်းစလုံးမှာကျွန်တော်ဟာဒီကုမ္ပဏီမှာဆက်လုပ်နေအောင်မယ်ဆိုတဲ့အဓိပ္ပာယ်အတူတူပဲဖြစ်ပါတယ်အကယ်၍ဆက်မလုပ်တော့ဘူးဆိုလို့ရှိရင် I worked for the company for 4 years verb 2 past tense ကိုသုံးရပါမယ်I have lived in Wellington for 2 years
I have been living in Wellington for 2 years ကျွန်တော် Wellington မြို့မှာနေတာ2နှစ်ရှိပြီအတိတ်ပဲအတူတူပဲဖြစ်ပါတယ်နှစ်ချုပ်ပြောရမယ်ဆိုရင် present perfect tense ကိုပြစ္ဆုတ်ပံမှာပြီးသွားတဲ့အခါ present မှာ perfect ဖြစ်သွားတဲ့အခါ present perfect tense ကိုသုံးပါတယ်ပြစ္ဆုတ်ပံမှာ perfect မဖြစ်သေးဘူး continuous ဆက်ပြီးတော့လုပ်နေအောင်မယ်ဆိုလို့ရှိရင် present perfect continuous tense ကိုသုံးပါတယ်ဆက်တော့မလုပ်တော့ဘူးဒါပေမဲ့ပြစ္ဆုတ်ပံမှာအချိန်အကြာကြီးလုပ်နေခဲ့တဲ့ဆိုတဲ့အငွေ့သက်တွေရှိနေအောင်မယ်ဆိုလို့ရှိရင်လေ present perfect continuous tense ကိုသုံးပါတယ်ဒီဝါကျလေးနှစ်ကြောင်းကိုဖြည့်ကြည့်နော် number 1ဒီမလေးကို comment မှာရေးခဲ့ပြီနော် see you next time bye bye